မောင်သိန်းတယ် ဘာကြီးမို့ မင်းရောက်လာပြီကို ဟုတ်ပါတယ်ဘာကြီးမို့အမျိုးဘာသာသာသနာကိုစောင့်ရှောက်ဖို့အတွက်တက်မတော်သားကောင်းတယောက်ဖြစ်နေတာဝန်ထမ်းဆောင်ခဲ့တယ်ဟဲ့ဒီကကျွန်တော်မောင်သိန်းတယ်တွင်းရောရှိရရွာကလေးစီကိုအောင်ပွဲတွေနဲ့အတူအပြေးလာခဲ့တာမှဘာကြီးမို့ ငါပြောမယ်ကွာမင်းထုတ်ကြည့်ချချမ်းမ ဘာဖြစ်လို့လဲဘာကြီးမို့ရေမထိတ်တမလက်နဲ့ရှိလိုက်တာဗျ မင်းအလားကောင်းပြီအခါနှောင်းသွားပြီမောင်သိန်းတယ် ဘာကြီးမို့ထွင်းညိုဘာဖြစ်လို့လဲဘာကြီးမို့ရေထွင်းညိုလည်းဘာဖြစ်လို့လဲဗျာ စမုတ်တန်းဆိုပြီးတော့မင်းစစ်ထက်လိုက်သွားပြီ6လလောက်ပါပေါ့ကွာငါတို့ရွာကူစစ်ကြောင်းထိုးဖို့ဆိုပြီးတော့မင်းတို့ဘက်ကလာတာထွေးညူတွေကလည်းမင်းပြန်လာပြီထင်ပြီဟောဒီညောင်ပင်အောက်ကနေပြီးတော့ထွက်အကျူဒီကောင်တွေကသူတို့ကိုမိုင်းချောင်ဖို့ကင်းလာထောက်တယ်ထင်ပြီးတော့ထွေးညူကိုအော်ဒီမှာကျစ်တပ်ပြစ်လိုက်တယ်ကွာ ဖြစ်နိုင်မှာမလားဘာကြီးမို့ရေဖြစ်နိုင်မှာမလားဗျာတက်မလို့ဆိုတာရန်သူနဲ့တွေ့ရင်မီးလို့ပြည်သူနဲ့တွေ့ရင်ပန်းလို့ထာဝရဆက်ဆံတယ်တက်မလို့ကြည့်ပါဘာကြီးမို့ရေတက်တော့ကြည့်ပါဗျာ ခွဲစကားတွေပြောနေတာမောင်သိန်းတန်မင်းပထွေးတွေတရွာလုံးမီးရှို့သွားလို့ပြပုံဖြစ်နေပြီကွာခိုးပါသာကြည့်တော့ ဘာတက်မလို့ကလောက်တာဖြစ်နိုင်မှာမလားဘာကြီးမို့ရေတကယ်လို့တက်မလို့ကလောက်တယ်ဆိုရင်တော့မှဒီအဖြတ်သမားတွေကိုခြေမုံဖို့အတွက်မလွှဲရမဆောင်တာကျွားကုန်မီးရှို့တာဖြစ်မှာဘာကြီးမို့ရေကျွားကုန်မီးရှို့တာဖြစ်မှာ ခွဲစကားတွေမပြောပါနဲ့လားမောင်သိန်းတန်မင်းအဖေဆိုရင်လေစစ်ကြောင်းထိုးလာတော့ပေါ်တာဆိုပြီးဖမ်းသွားတာမိုင်းနေမိလို့အခုသူ့အသားဆိုအစားနဲ့တော့ရှာမရဘူး အော်ဖေဒါကြောင့်လဲတားခဲ့ဖေဖြစ်နေတာကိုနောက်ဆုံးအချိန်မှာတော့မှတက်မတော်အတွက်တာဝန်ထမ်းဆောင်ရင်းနဲ့မိုင်းနေပြီးသွားတယ်တားခဲ့ဖေဂုံယူပါလေဖေဂုံယူပါလေ ခွဲစကားတွေပြောပြမိလားမောင်သိန်းတန် ဘာဖြစ်ပြန်ပြီလဲဘာကြီးမုံရင်ဘာဖြစ်ပြန်ပြီလဲလို့ မင်းအဖေကသူ့ဟာသူလဲလုတ်ပြီးပြန်အလားစစ်ကြောင်းနဲ့တို့တော့ပကပသတင်းပေးဆိုပြီးအတင်းဖန်ကြိုးတုံမိုင်းခွင်းနဲ့နင်းခိုင်းလို့သူ့အသားဆိုခုအစနဲ့တော့စားလို့မရတော့ဘူးကွာအဲ့ဒါကြောင့်သေတာကွာသေတာအခုမင်းကိုထွေးညိုလေးထွက်ကြိုးနေတဲ့ဒီညောင်မင်းကြီးလေလေချောင်းကနေဘုံကျဲလို့စမုံတုံးသွားပြီကွာစမုံတုံးသွားပြီ တက်မတော်ရဲ့ခရီးလမ်းမှာပွဲဆက်မှုတွေကများလာကြည့်လဲဘာကြီးမုံရင်များလာကြဗျာဒါပေမဲ့တော်ပါသေးတယ်ဘာကြီးမုံဘာကြီးမုံတို့လိုတက်ကြီးရွယ်အိုးတွေရမိရက်ဖတွေကိုအခုလိုကြိုက်တဲ့မှန်မှန်နဲ့မြင်ရတာမြင်တော့ကျွန်တော်စိတ်အေးရတယ်ဘာကြီးမုံရင်ကျွန်တော်စိတ်အေးရတယ်ဒါဟာလဲတက်မတော်ကကျွန်တော်တို့ကြေးရွာအတွက်အမျှော်အမြင်ရှိနော်ဘာကြီးမုံတို့လိုတန်မိုးရှိတဲ့လူကြီးတွေကိုတချို့တတိတလေးတစားနဲ့ထားခဲ့တာဖြစ်မယ်ဒီအတွက်ကျေးဇူးတင်ပါတယ်တက်မတော်ကြီးရဲ့ကျွန်တော်မောင်သိန်းနဲ့ကျေးဇူးတင်ပါတယ်ဗျာ ခွေးစကားတွေပြောပြပြီလားမောင်သိန်းတန်မင်းပထွေးတွေကငါလည်းအရှင်းမထားဘူးကွာဘကဖခေါင်းဆောင်ဆိုပြီးတော့လှန်စွတ်တယ်ထိုးသွားတာ ဟာစိတ်မကောင်းလိုက်တာဘာကြီးမုံရဲ့စိတ်မကောင်းလိုက်တာဗျာတာဘာကြီးမုံကတိတ်သွားပြီပေါ့တိတ်ပြီပေါ့ မင်းပထွေးတွေကတရားလုံးသတ်သွားတာအားလုံးရှင်းစရာလားကွာရှင်းစရာလား ဒါဆိုရင်ဘာကြီးမုံကတေသွားတာတောင်မှကျွန်တော်ကဘာကြီးမုံကိုဘာဖြစ်လို့မြင်နေရတာလဲဘာကြီးမုံကကျွန်တော်ကဘာဖြစ်လို့မြင်နေရတာလဲဗျာကျွန်တော်အောင်ဝဲနေတဲ့အတူပြန်လာတာကိုဘာကြီးမုံကကျွန်တော်ကိုမြင်နေရတယ်ဆိုတော့ဒါလည်းတတ်မတော်ရဲ့ထူးခြားတဲ့ဝိသေသတစ်ခုပါပဲကျေးဇူးတင်ပါတယ်ကျေးဇူးအနန္တပါတတ်မတော်ကြီးကျေးဇူးအနန္တ ခွေးစကားတွေပြောနေတာပဲ ဘာဖြစ်ပြန်ပြီလဲဘာကြီးမုံရဲ့ဘာဖြစ်ပြန်ပြီလဲလို့ မင်းလည်းဘာအောင်ပွဲထဲမှာပြန်လာတာမဟုတ်ဘူးဘာပေါ်ပြီးဝိညာဉ်ဖြစ်နေပြန်လာလို့ငါ့ကိုတွေ့ရတာပေါ့ကွာ ဘာကြီးမုံပေါ်လည်းလက်ခံမရရွာလည်းပြကြဆိုတယ်လို့ပစိုးလည်းကွယ်အကျိုးလည်းနဲ့အကျိုးလည်းရုပ်အမျိုးလည်းပြုတ်ပါပေါ့ဘာကြီးမုံရဲ့ထွေးညိုလေးကိုမအေလို့အာနာယူနေကြောင်းကိုလိုဘွားတွေပြရပါပြီထွေးညိုလေး
အခုတော့မောင်ကြီးပြန်လာတဲ့လမ်းကိုထွေးရုံလေးပြေးမကြုံနိုင်တော့ဘူးပေါ့ ဟာတာမြောက်တယ်နော်နောက်တော့ရှိရမို့နော်အချိန်လေးရေရတယ်ဟာတာလည်းမြောက်တယ်တကယ်အကယ်ဒမီရှော့တာ